လေဒီမှာဒီအုပ်လေးနဲ့ပဲပြန်ဖုံးလေးနဲ့ဆင်ပြီးနေဆိုတော့ခန်းချီဒီနဲ့စနေဆက်ကလေးချက်လိုက်ပေါ့နော်ခန်းချီဒီ10လုံးခန်းချီဒီ10လုံးနဲ့ခန်းဒီမှာငြုတ်တီးချောက်ကလက်တွင်းတဆုပ်ပေါ့နော်နောက်ပြီးတော့အဆက်ထောင်း10တောင်းပါတယ်နောက်ပြီးတော့ကျက်တုံနီနှလုံးကျက်တုံဖြူကတစ်လုံးနောက်ပြီးတော့ဂျင်းတက်အဲ့ဒါနဲ့ဒီမှာဇပလင်က4ချောင်းဇပလင်4ချောင်းကနုံကလေးတွေလီးပြီးတော့လူတဲ့အပိုင်းလောက်ပဲယူလိုက်မှာပေါ့နော်နုံကလေးလီးပြီးတော့ချက်မှာအဲ့တော့ပြင်ဆင်လိုက်အောင်မယ်နော်ကျက်တုံနီပါအကုန်လုံးကတော့အစင်းလေးဖြစ်သွားပြီပေါ့နော်ကျက်တုံနီကျက်တုံဖြူကလည်းတင်ပြီးသွားပြီအခုကဒီဟိုဟာလေးကိုဒီဇပလင်ကိုလေနှုတ်ကလေးတွေတီးနေဘာလို့လဲဆိုတော့ဒီဇပလင်အခုစားတော့ရောကြိတ်မှာပဲဒါပေမဲ့ကြိတ်မှာဆိုဝင်မယ်လို့ပေါ့နော်ဟာဖြစ်တဲ့အခါကျလို့ရှင်ဒီဇပလင်ကတော်တော်မာတာကိုလူတဲ့အပိုင်းဆိုဝင်မယ်လေဒီမှာနည်းနည်းဟိုပါလာမာတဲ့အပိုင်းလေးတွေလည်းခြီသေးတာဆိုတဲ့အခါကျတော့ဒါကိုဒီလိုမျိုးနှုတ်ကလေးတွေပဲအရင်ဆုံးတီးလိုက်မယ်တီးပြီးတော့မှကျိတ်မယ်အဲ့လိုမျိုးမဟုတ်ဘူးဆိုလို့ရှင်ဒီခန်းကျင်ကြီးချက်ထဲကြလို့ရှင်ပြီးကြလို့ရှင်ဒါကြီးတွေကလေဘယ်လိုပြောမလို့စံစီတစ်စိစာအမြင်လိုက်ကြီးတွေနဲ့လေမြင်ရတာလည်းမကောင်းစားရတာလည်းနည်းနည်းဘာဖြစ်တာပေါ့နော်တိတ်ပြီးတော့အဆင်မပြေဖြစ်တာပေါ့အားကြောင့်မို့လို့ဒါကိုရောပြီးတော့ဘယ်လိုမျိုးလေးညုံနှုတ်ကလေးတွေတီးပြီးတော့ပဲထည့်ပြီးတော့ရောကြိတ်လိုက်မှာပေါ့နော်အဲ့လိုလုပ်ဒီပိုင်းလောက်ဆိုလို့ရှိရင်ရတယ်ဒီအပေါ်ကအပိုင်းကတော်တော်လေးမာလိမ့်မယ်ဒါပေမဲ့အလကားတိတ်လေးကြိတ်မှာဆိုတော့ထည့်လိုက်တော့မယ်နော်တော်ပြီဒီအပိုင်းလောက်ကိုတော့တော်ပြီဒါကတော့ရမ်းမာသွားပြီဆိုတော့မထည့်တော့ဘူးအပေါ်အပိုင်းမထည့်တော့ဘူးဒီအပိုင်းပဲထည့်ပြီးတော့အကုန်စားရောပြီးတော့အကုန်ကြိတ်လိုက်မယ်ဒါကိုအရင်ဆုံးဘလန်ဒါလေးကိုထည့်ပြီးတော့ကြိတ်ကြည့်လိုက်မယ်မလဲဘူးဆိုတော့စီထည့်ကြိတ်လိုက်မယ်ပေါ့နော်အစင်းလေးဖြစ်သွားပြီတော်ပြီကြိတ်တယ်သူကဆောက်ပြီးတော့ကြိတ်လိုက်အောင်ကြိတ်နေဟိုဆိုလို့ရှိရင်တော့ပုံမှန်တိုင်းဆိုလို့ရှိရင်တော့ဒီဟိုဇပလင်တွေကိုလည်းလေငုံစုံနဲ့မောကနေအောင်ထောင်းပလိုက်တာပေါ့ဇပလင်တို့ဒီချက်တုံလေးပုံလုံးကိုလေငုံကြီးတွေကိုပုံလုံးကြိတ်ပြီးတော့ထောင်းပလိုက်တာပေါ့အခုတော့ရောပြီးတော့ပဲကြိတ်လိုက်တော့အဲ့လိုမျိုးကြိတ်လိုက်တော့နော်ခန်းကြီးကိုတက်ကြိတ်ဒီကျန်တဲ့ဒီထဲမဲ့ကျက်တုံပြူမြုပ်တီးချောက်ဒါမြုပ်တီးအဆိုအဆက်ထောင်းရဲ့အဆက်တောင်းရဲ့ပါတယ်လေဒါနဲ့ဂျင်းတောင်းရဲ့ပေါ့နော်ဂျင်းလေးကလည်းပါတယ်ဆိုတော့ခင်ဗျာအဲ့ဒါကိုရောပြီးတော့ပဲကြိတ်လိုက်ပါတကယ်လို့ဒါကြီးကမလဲဘူးဆိုလို့ရှိရင်တော့အကြလို့ရှိရင်တော့စီလေးထည့်လိုက်ရေမထည့်ဘူးနော်စီနဲ့ပဲထည့်လိုက်လေထည့်ပြီးတော့ကြိတ်လိုက်မယ်ခန်းချင်းကြီးကိုတက်ကြိတ်ပြီးတော့ဦးလေးကိုထည့်လိုက်ကဲကြိတ်လိုက်အောင်မယ်နော်ဟွာပါတယ်လေဒီညုတ်တီးအနီတောင်လဲပါတယ်နောက်ပြီးကျတော့ညုတ်တီးဟိုဟာလက်ဆက်အမှဲ့တောင်ပေါ့နော်အဲ့ဒါလဲပါတယ်ဆိုတဲ့အခါကျတော့ချက်တုံနေရဆိုတော့မဆိုးအကုန်လုံးအဲ့လိုမျိုးမောင်းနေအောင်ရသွားတယ်ပေါ့နော်အဲ့ကျတော့စီထည့်ပြီးကြိတ်စရာမလိုတော့ဘူးအဲ့တော့ဒီဥစ္စာကိုဒီတိုင်းပဲထားလိုက်ပြီးတော့ခန်းချင်းတီးကိုလည်းထည့်ပြီးတော့ကြိတ်လိုက်မယ်နော်
တော့ရတာခန်းကျင်လေးဒါတဝက်ကြိတ်ပြီးသွားပြီပေါ့နော်နောက်ထပ်တဝက်ထပ်ကျန်တဲ့တဝက်ကိုထပ်ကြိတ်ပြည့်သွားပြီပြည့်သွားပြီးတော့မှဟိုအိုးထဲကိုထပ်ထည့်လိုက်ရမ်းချန်ထွက်သွားအခုကလေချက်ဖို့ကအကုန်လုံးဆင်နေဖြစ်သွားပြီဒီမှာမြုပ်တီးကြိတ်ပြီးသွားပြီနောက်ပြီးတော့ခန်းချင်တီးလည်းကြိတ်ပြီးသွားပြီပေါ့နော်ခန်းချင်တီးကလည်းဟိုထဲမှာထည့်ထားတယ်နောက်ပြီးတော့အခုဒီမှာဒါကိုအရင်လုံးမလို့လေဒီဥစ္စာကိုကျွန်မပြုတ်အောင်လို့ဟိုဟာမလျှောက်မတွေ့လားဒါငစနေပေါ့ဤကမစင်ဒါငစနေကိုကျွန်မချက်မှာဒီငစနေနဲ့သုံးလို့ရှိရင်ဒီငစနေရဲ့အရသာအေးငစနေရဲ့အရသာလေငစနေရဲ့အရသာလေဟိုအတိုင်းပဲငပိရေကျူရဲ့အရသာအတိုင်းပဲဒီလားဒါတော့မီးလျှော့လိုက်ပြီးလို့ရှိရင်သူ့ကိုပျော့သွားအောင်လို့လေအရင်ဆုံးဟိုကလုပ်လိုက်ပါဆိုတော့ဒီစီနဲ့ပဲတုံးပြီးတော့ချက်ပါစနေကိုတော့နည်းနည်းတော့နှမျိုးလာပေါ့နော်နည်းနည်းတော့နှမျိုးလေးချက်ထားလိုက်အောင်နောက်တစ်ခါဟိုကငပိကြိုချက်ပုံစံမျိုးလေးကိုယ့်ဘာကိုအဲ့လိုမျိုးချက်စားလို့ရတယ်ဆိုတော့ဟုတ်ပြီဒီမှာလည်းပိုင်းတော့ဖြစ်ဖြစ်3 4 5 6 7 8ပိုင်းရမ၄ပိုင်းကျန်နေတယ်ဒါကိုနူးဟွာလေးသူ့ကိုလေကြော်လိုက်တဲ့အခါကျလို့ရှိရင်ရိုးအသားတခြားဖြစ်သွားမှာအဲ့ဒါကျလို့ရှိရင်ရိုးထွင်ရတာလွယ်တာပေါ့နော်ကျွန်တော်ဒီခန်းကျင်ကြီးချက်ထဲကျလို့ရှိရင်လေးဟွာဖြစ်မှာဆိုဘာလို့ရိုးတွေပါမိမှာဆိုလို့အဲ့ဒါကြရင်စားရတာမစားရင်လို့ဆိုမှဆိုဒီတိုင်းပဲရိုးတေချာလုံးဝတစ်ချောင်းမှမကြမ်းအောင်သူတင်ပြီးတော့ဒါပေမဲ့ဒီရိုးကသူကတောင်မှန်ရိုးနဲ့ခါရိုးဒါလေးပဲပါတာအမှန်ကလေစားတတ်မယ်ဆိုလို့ရှိရင်တော့ရတယ်ပေါ့နော်ထွန်စရာလည်းမလိုဘူးဒါပေမဲ့ကျမကတော့မရဘူးထွန်ဖို့အဲ့လိုမျိုးအခုဒီပုံစံဖြစ်သွားပြီမွေးနေတာပဲဒီစနေရဲ့နာလေးတကယ်ကိုမိုက်ပါလေဒီစနေတပူကိုလေဒီဥဒါ15ချက်လာမသိဘူးကြည့်ရဈေးရောင်ဒီခါနဲ့မှမလို့တော့ဘူးပုံမှန်ကျမတို့ဝယ်တဲ့ငချောက်ပဲဈေးကြီးတာပေါ့နော်ဒီတိုင်းဆိုပျော့သွားပြီအရိုးတစ်ခြားအသားတစ်ခြားတော့လောက်ဆိုရသွားပြီဆိုတဲ့ခါကျတော့ကျမဆယ်လိုက်တော့မယ်သူ့အရိုးပြင်လို့ရတဲ့အနေအထားမျိုးဆိုကျမတော်ပြီလေနော်အဲ့ဒါဆိုတော့ဒါကိုခဏမီးပေးလိုက်ရင်အေးပြီးတော့အရိုးပြင်လိုက်မယ်ပိတ်လိုက်အခုကလေခုနကငါ့ကိုငစနေကိုခုနကကျမကြော်ထားပြီးတဲ့ခါကျတော့အေးခံထားလိုက်တာပေါ့နော်အေးခံထားတော့ဒါကိုကြော်လိုက်ဘာလို့ကန်းနေကြီးချက်တဲ့ချိန်ကလေးဆိုလို့ဒီကန်းနေကြီးအဆူအရေခမ်းအောင်စောက်လာမှရတော့ကြတယ်လေအားဆိုတော့ဒါနဲ့ထည့်ကုန်လိုက်မယ်ရေနဲ့ကြော်ပြီးတော့မှကြော်ပြီးတဲ့အချိန်မှာရေခမ်းဖို့စောင့်နေတဲ့အချိန်မှာကျမပဲဒီခုနငစနေကိုအရေးတွေရိုးတွေကိုတေချာ
ရိုးတေချာထင်လိုက်နေတော့ရိုးကအများကြီးမဟုတ်ဘူးပေါ့နော်နည်းနည်းပါပါပဲပါဒါပေမဲ့လည်းခန်းကြီးဒီချက်ကဟိုအနှစ်ထဲမှာဆိုလို့ရှိရင်တော့မမြင်ရဘူးဆိုလို့ရှိရင်စားရတာအတွက်ဟောမဖြစ်ဘူးလေစားရတာကျတော့လေချောင်းစုနေဘယ်လိုလုပ်လဲနော်ကျွန်တော်အဲ့ကြောက်မွေးနေရတယ်ကျွန်မဟိုမြုပ်သီးစီချက်ချက်တဲ့အခါကြလို့ရှိရင်လေအမှန်ဆိုလို့ရှိရင်အခုဒီထည့်တဲ့ပုံစံအတိုင်းလေးပဲခန်းညင်နေမထည့်ပဲနဲ့ဒီတိုင်းလေးပဲကြော်လိုက်လို့ရှိရင်မြုပ်သီးစီချက်ဖြစ်သွားပြီတိလားအဲ့ကြလို့ရှိရင်ဒီမြုပ်သီးစီချက်ကဟိုဟာတွဲရတာမြုပ်၅ကြော်လေးပေါ်မှာပဲတွဲဒီခန်းတီးကြော်လေးမှာပဲတွဲအရန်စားလို့ကောင်းတယ်အဲ့လိုနဲ့လည်းစားလို့ရတယ်ဒီနောက်တစ်နည်းကငါစနေမထည့်ပဲနဲ့ဒီလိုမြုပ်သီးလေးဒီတိုင်းကြော်ထားလိုက်တာတစ်မျိုးဒါဟင်းတစ်ခွက်ရတာတစ်မျိုးပေါ့နော်အဲ့လိုလုပ်လို့ရတယ်နောက်တစ်ဒီကြလို့ရှိရင်ဟိုဒီငါစနေထည့်ပြီးတော့ဒီတိုင်းလေးပဲကြော်လိုက်လို့ရှိရင်လည်းရမ်းမွေးခန်းချင်ပြီးမထည့်နဲ့ဒါပေမဲ့ကျွန်မအခုစားခန်းချင်ပြီးငါစနေချက်ဆိုတော့ခန်းချင်ပြီးထပ်ထည့်လိုက်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးဒါလေးကိုမွေးအောင်ကြော်ဒါလေးကမွေးသွားပြီဆိုလို့ရှိရင်ခန်းချင်ပြီးထည့်ခန်းချင်ပြီးထည့်အခုကြည့်တော့များကြီးရတာကြော်ပြီးသွားလို့ဒီဒီကုန်ခန်းသွားပြီဆိုလို့ရှိရင်နည်းနည်းပဲကျန်တော့လေစနေနဲ့ချက်မှာဆိုတော့လေဟိုမထည့်ဘူးအရင်ဆုံးစားတွေပါတွေထည့်မထားဘူးနောက်ဆုံးလိုအပ်မှပေါ့တယ်ထင်တော့မှငါးကြားရည်လေးနည်းနည်းပဲဖြစ်ဖြစ်အဲ့လိုမျိုးထည့်ပေါက်လိုက်တာပေါ့နော်ငါးကြားရည်ကိုကြတော့မတည့်တဲ့လူတွေရှိရလေအဲ့လိုမစားချင်တဲ့လူတွေရှိရဆိုတော့ခါကြရင်ကျွန်မငါးကြားရည်တဲ့တခါကြရင်ငါးကြားရည်အစားကျွန်မစားပဲသုံးအဲ့လိုမျိုးလုပ်တယ်ဟင်းချုံမောကတော့မဖြစ်မနေကျွန်မဟင်းချုံမောကိုသုံးအနံလေးကမှုရွေးသွားပြီဒီပုံစံလေးအနံလေးမှုရွေးသွားပြီဆိုတော့ခါရောက်တော့အဲ့ဒါကိုခန်းကြီးဖြစ်လုံးလိုက်တော့ပြန်နေပြီအခုကြော်တဲ့အဲမှာရေလုံးဝမထည့်ဘူးခန်းကြီးကြီးရဲ့သူ့ပင်ကိုဒီရေကိုတော့မှခန်းအောင်နည်းနည်းလောက်ရတာဆိုတော့လေကြိတ်လိုက်တဲ့အတွက်ချက်တဲ့အခါကျလို့ရှိရင်တော့နည်းနည်းပေါက်နည်းနည်းတော့တင်ထားအခုတည်းကစပေါက်လာပြီတော့တော့ပွားနေတယ်လားရုပ်စာကိုခဏထားလိုက်မှုေးလိုက်ထားလိုက်မှုေးလိုက်နဲ့အဲ့ပုံစံမျိုးနဲ့ဒါခန်းနဲ့အတီလောက်သွားမှာပေါ့နော်ခန်းခါနေမှာခုနကတော့20နေကိုကျွန်မထည့်လိုက်တော့အခုခဏထားလိုက်ပေါက်လာတော့တကယ်ပေါက်တာနော်ပုတ်ထားလိုက်ကောင်းမယ်ထင်တယ်လှက်တော့လှက်လိုက်လှက်ပြီးတော့မှုေးလိုက်ဟိုဖြစ်လိုက်ဟုတ်တယ်ကျွန်မပုတ်ထားလိုက်တော့ပုတ်ပြီးတော့မှအဲ့လိုမျိုးပေါ့နော်ဒါကိုအုပ်မယ်လှက်ပြီးတော့မှုေးလိုက်ပြန်အုပ်လိုက်အဲ့လိုပုံစံမျိုးကျွန်မလုပ်ပါမယ်နော်ငါ6ကတော့အယိုးနှင်ပြီးသွားပြီဒီမှာဟိုကလောက်လိုက်မဖြန်းချင်သေးချက်ကြည့်လိုက်ဒီမှာကြည့်လိုက်တော့အရန်ပေါက်ဒီမှာကြည့်လိုက်အရန်ပေါက်တာဒါတော့မှမီးချော့ထားလို့ကြည့်လိုက်ဟုတ်ကြည့်လိုက်အနံလေးကမွေးနေတာပဲဟိုဒီလိုမျိုးဒီပုံစံအတိုင်းလေးကိုလေအရေးလေးနဲ့တည်ရမှာဒီလိုမျိုးမခမ်းမနဲ့လေကြက်တယ်ဆိုခန်းမြင်လေးကြက်တယ်ဆိုပြီးရောလေအဲ့လိုမျိုးများစားရင်ရမ်းစားလို့ကောင်းပါပဲဒါပေမဲ့ကျွန်မကဒီခန်းမြင်လေးငါစနေချက်ပြီးလို့ရှိရင်ဒီခန်းမြင်လေးငါစနေချက်ကိုတစ်ခါချက်ထားလိုက်လို့ရှိရင်ဟိုတော်တော်ကြာကြီးစားရတဲ့အနေထားမျိုးပေါ့နော်ဒါအထားခံတဲ့အနေထားမျိုးအဲ့တော့ကျွန်မချောင်းနေအောင်ကြော်မှာချက်မှာပေါ့နော်အဲ့လိုမျိုးလုပ်လိုက်တာနှစ်ထပ်ဆောင်အောင်မရမ်းပေါက်မှာကြောက်လို့လေမီးအေးနဲ့ဆိုတော့မခန်းလွယ်ဘူးမကြည့်လိုက်ပေါက်ထားတာနော်အစင်ထားတာလေနှခမ်းပါလေမကုန်တော့နှစ်ပြီဒီထဲကိုခုကျမဟိုထည့်ထားမယ်လက်နည်းနည်းဖယ်လိုက်တာနဲ့မပေါက်တော့ဒီထဲကိုရမ်းဟိုဖြစ်တယ်အရမ်းကြောက်လေဒါချက်လို့ရှိရင်စားလို့ကောင်းတယ်
ဒီဟာချက်ရင်အချိန်လေးပေးရတယ်လို့မျိုးဟိုသတိလဲထားပြီးချက်ရတယ်ဒါဒီခင်းကတော့လေကျွန်မချက်ပြီးလို့ရှိရင်ဒါအကုန်လုံးကလက်ခံတယ်အကုန်ကြိုက်ကြတယ်ဟိုတတိဆိုလို့ရှိရင်ဟိုသူ့တငယ်ချင်းတွေကိုလေဒါမြန်မာခင်းချင်းပြီးချက်မြန်မာခင်းချင်းပြီးမဆနေချက်ဆိုပြီးတော့လေဟိုလောက်တာတငယ်ချင်းတွေကိုအများနဲ့လက်ဆောင်ကျွန်မချက်ပေးရအဲ့လိုမျိုးလည်းသူတို့တွေကလည်းကြိုက်ကြတာအဲ့ဒီဟိုဂွေးတီးကိုလည်းကျွန်မဒီပုံစံမျိုးနဲ့လည်းချက်တယ်တည့်တီးကိုလည်းအဲ့လိုမျိုးပေါ့နော်ချက်တယ်ပြီးတော့ဒီခန်းချီတင်နဲ့ဆက်နေပေါ့အဲ့ဒါချက်တယ်နောက်ပြီးတော့ဒီငချောက်ဒီငစနေကိုကျွန်မမဝယ်ဖြစ်တဲ့အခါကျလို့ရှိရင်လေဒီမှာဟင်းချုံမုံနော်ဟင်းချုံမုံကျွန်မနှစ်စွန်းထည့်လိုက်တယ်ဟင်းချုံမုံနှစ်စွန်းထည့်တယ်ပြီးတော့20နေဟိုကကျွန်မပြီးတော့မှမှန်ဆိုလို့ရှိရင်နည်းနည်းခါမှထည့်ရမှာပေါ့နော်နည်းနည်းခါမှထည့်ရမှာအဲ့ဒါဆိုလို့ရှိရင်မှုရင်းနေမကိစ္စမရှိဘူးကျွန်မခါရဲထည့်လိုက်တော့အဲ့ဒါမှဒီစားအငံကြီးကိုကျွန်မမြန်ဟောဖြစ်ပြီးတော့မြန်မြည်ပြီးတော့ထည့်လို့ရမှာနော်အဲ့ဆိုတော့20နေထည့်လိုက်ပြီးဟုတ်စင်နေဒီတိုင်းနဲ့ထည့်လိုက်တယ်ပြီးတော့မှကျွန်မမြည်ကြည့်လိုက်မယ်သူကခန်းချီကြီးက10လုံးဆိုတော့လေဟောထည့်ရမှာပဲအေးကြတော့ထည့်ရမလောက်ဘူးကျွန်မလောလောဆယ်ဇုံးလို့ထည့်လိုက်အဲ့ဒါမှအကုန်ရတာစိတ်ဝင်သွားမှာဇုံးကအရင်ထည့်ထားလိုက်တယ်အေးကြတော့မလောက်ဘူးဆိုပြီးတော့မှထပ်ပြီးရိုးတယ်ဆိုရင်ထပ်ထည့်လိုက်တယ်ဘောင်းဆိုအញ្ញမ်းငံနေဆိုလို့ရှိရင်အိမ်ကမိသားစုကလည်းအញ្ញမ်းငံနေပြီးတော့မစားရဲကြဘူးကျမကတော့ကိုယ်အကြိုက်ဆိုလို့ရှိရင်တော့ဆက်ငံငံလေးတော့အဲ့လိုပုံစံမျိုးအဲ့တော့ဒါလေးကိုခန့်ကျွန်မထပ်ပြီးတော့တည့်ရအောင်မယ်အနေထားကတော့အခုဒီလိုလေးဖြစ်သွားပါပြီအခုဒီမှာကြည့်လိုက်နော်ဒါကိုဒီအိုးကိုလေကျန်တဲ့အိုးကိုဒီအိုးလေးကိုကျွန်မထမင်းနဲ့နေအောင်မှာထမင်းအိုးလူကလေးလောက်မှာပေါ့နော်အိုးကလေးအိုးလူကတဲ့အိုးကလေးလူမှာပေါ့နော်ထမင်းအိုးကလေးလူလောက်မှာပေါ့ဒီမှာကြည့်လိုက်ပါဦးဒီမှာလေးကဒါကတော့ကျမတို့အိမ်စားစရာလေးဒါရတာခုနကတော့တစ်ခွက်ကအိမ်ကြီးချင်းကိုပေးဖို့ဆိုပြီးတော့တစ်ခွက်ထည့်ပြီးသွားပြီပေါ့နော်ဒါကဒီတစ်ခွက်စားခုနကတော့ကျွန်တော်ခန်းကျင်ဒီဒါကျမလောကနဲ့ကြည့်လိုက်နောက်အုတ်ကလေးကဒီဟာလေးကျမဒီအုတ်လေးနဲ့ပဲခဏဖုံးလေးနဲ့အဆင်ပြေတယ်ဆိုတော့ဒီဟာလေးဒီလိုမျိုးလေးပါခုနကြက်တဲ့ဟာကိုလေကျမအုတ်လူလိုက်မှာနှမျောလို့အရန်အရသာရှိတယ်။ဒီနေ့ဥမာကတဲ့ဟာပါနှမျိုးလာတာရဲ့။ဒီနေ့ဒီကိုကိဒီမှာကြည့်လိုက်ဒါအင်းကြီးချင်းကိုသွားပေးဖို့ဆိုပြီးတော့တက်ခွက်။ဒီမှာဒါအိမ်စာပေါ့နော်။အဲ့လိုမျိုးဒါဟိုတနေ့ကသူတို့ကလည်းကိုယ့်ကိုလာပေးတယ်လေအခုကပြန်အဲ့လိုပုံစံမျိုးပေါ့နော်။အခုတော့ဒီမှာအိုးလူစားလေးခုနပြောမယ်နောက်ဆုံးခါဝါးပြီးတဲ့နောက်ပိုင်းလေးကိုလေအဲ့တော့ကိုကကော်ဖီလောက်ထားတယ်ထင်တာပေါ့နော်ပြီးတဲ့ခါရောက်တော့မဟုတ်ဘူးတော့အဲ့စကားတွေပြောနေတာမှလေအားရပါရပြီးတဲ့ခါရောက်တော့ဟာတော့မလို့ခနဲ့စကားတွေပြောနေအကုန်လုံးဒီဟိုဟာပေါ့ချက်ပြီးတော့ဒီသူများကိုပေးဖို့အတွက်အင်းကြီးပေးဖို့အတွက်ဆိုပြီးတော့ခူးနေတဲ့အပိုင်းရှိပေါ့နော်အဲ့တော့ဒီတိုင်းပြောထားတာလေးအားရပါရပြောထားတာလေးလည်းကတော့ဖြစ်သွားတာပေါ့အဲ့လိုပြောရင်းဆိုရင်လည်းမှုကမကြည့်ဘူးနော်ပြန်ပြောပြအောင်အဲ့ဒါအခုမျိုးစာဒါကဒီပုံစံလေးချက်ထားတာပေါ့နော်ကျမရဲ့အ
专精中，专精中，专精中听呀，不打理呀，怎么专精中听呀哩？အဲ့လိုလေဒါကိုကျွန်မအိမ်မှာတော့အိမ်မှာကျွန်မစားတယ်တကယ်ချင်းလေးချက်ကြည့်လို့ကျွန်မစားလို့ရတယ်နော်အဲ့ဒါအိမ်မှာချက်လို့ရှိရင်တော့အိမ်မှာဟိုဟာအိမ်ချက်ကလည်းချက်တယ်အခုချက်တယ်မားချက်တယ်ခါကြအမြင်ချက်တယ်ပေါ့နော်အဲ့လိုပဲချက်ကျွန်မတို့ဒီပုံစံလေးပဲချက်တယ်ဒါပေမဲ့အခုမတူတာကျွန်တော်အိမ်မှာငပိနဲ့ချက်တယ်ငစနဲ့မသုံးဘူးအိမ်မှာတော့ငစနဲ့မသုံးဘူးကျွန်မငစနဲ့ရွာမှာတော့စားလို့ကျွန်မတို့စီမှာင၆ရမ်းပေါ်ရွာမှာင၆ပေါ်တော့ဒီင၆ဆိုလို့ရှိရင်မတခါဝယ်အားရပါရဝယ်ပြီးတော့ဒီချက်ကြတာဆိုငချောင်းနဲ့ချက်တယ်ငပိနဲ့ချက်တယ်ပေါ့နော်နောက်ပြီးတော့ဟိုပဇွန်ကြောက်ပေါ့နော်ပဇွန်ကြောက်တွေနဲ့ကျွန်မအသုံးပြီးတော့ချက်တယ်ဒီပုံစံမျိုးချက်တယ်ဒါပေမဲ့စပယ်လင်ထက်ပြီးမချက်ဘူးအဲ့လိုပုံစံမျိုးရက်လိုက်ကောင်းမယ်အဲ့လိုမျိုးပေါ့နော်စပယ်လင်နေပါရင်ထည့်ပြီးတော့မချက်ဘူးအဲ့လိုမျိုးမကြည့်လိုက်ခမင်းလေးကိုနေရလိုက်တာဒါလေးကိုအတုံးမြုပ်ကလေးနဲ့အိမ်မှာဆိုလို့ရှိရင်အမေကပြင်းတော်သိန်းရွက်ကလေးလေပြင်းတော်သိန်းရွက်ကလေးထည့်ပြီးတော့အမေကအဲ့လိုမျိုးမြုပ်ပြီးတော့အမေကအဲ့လိုမျိုးစားတတ်တယ်ပေါ့နော်အမေရမ်းကြိုက်တယ်အမေတောင်ပြောရင်းဆိုရင်လည်းနော်အဲ့လိုပဲကောင်းကောင်းမလေးချက်ပြီးဆိုလို့ရှိရင်အိမ်ကိုသတိရနော်ကိုကြိုက်တဲ့အရာလေးပဲကောင်းတယ်ဆိုတာကောင်းတယ်မကောင်းဘူးဆိုတာကိုကြိုက်တယ်မကြိုက်ဘူးပုံမှာပဲမူတည်တာပဲဖြစ်မှာလေအဲ့လိုမျိုးအသားတွေဘာတွေပေါ့ဟိုဟာရှက်မအကောင်ဟင်းကောင်းလို့မဟုတ်တာเนาะမင်းကဟင်းကောင်းဆိုတာကျွန်တော်ရှိတာဟုတ်အဲ့လိုဆိုတာအဲ့တော့ကျမရဲ့အကျွမ်းကျင်ဆုံးဟင်းချက်ဖတ်တော့ပြီးသွားပါပြီစားလို့တကယ်ကောင်းပါလေကြံချမင်းဒါအိုးလူကက်လေးနဲ့တင်ဝင်လေအရသာရှိလေးတကယ်စားလို့ကောင်းတယ်pure che dire è contata con ecco un momento စားလို့ရပါပြီစားလို့အဆင်သင့်ဖြစ်သွားပြီဆိုတဲ့အခါကျတော့ဒီမှာချက်ထားတဲ့ငါးဟင်းလေခုနကချက်ထားတဲ့ငါမီးရိုးပေါ့နော်ငမီးရိုးနဲ့ခင်းကြီးနေနဲ့ချက်ထားရတယ်ခုနကတော့အခုမစနေချက်ဒီမှာဒီဥစ္စာဒီပြီးတော့ခါတော့ခုနကတော့ဒါကတော့ဖြစ်တယ်လို့ချက်ထားတဲ့အာလူးကိုကြော်ပြီးတော့ရင်းနေရကြံတဲ့ဟင်းကြံပေါ့နော်စက်သားစီချက်ပုံစံမျိုးလေးအဲ့ဒါလေးကိုရောပြီးတော့ဒီနေ့ပြန်ချက်လိုက်တာနောက်ထပ်ဟင်းတစ်ခွက်ပေါ့ဒါပဲဒီနေ့ကဟင်းရွက်မပါဘူးအာလူးပါမယ်ခန်းချင်ဒီအဲ့ဒါဒီနေ့ခန်းချင်ဒီကိုပဲအမျိုးချက်လိုက်တာအဲ့လိုပုံစံဖြစ်သွားတယ်အဲ့ချက်ကင်းအားလုံးရောင်းတော့你讲很当地，大家对 rice နော်，give you some rice, okay？ စားကြပါဦးစားလိုက်အောင်နော်ငစနေနဲ့ကျမဒီငစနေတစ်မျိုးနဲ့ပဲဆိုရပြီခုနနောက်ကဟိုတောင်ပြင်းတော့တင်ရွက်တောင်မခူရသေးဘူးပြင်းတော့တင်ရွက်လေးနဲ့တို့စားရမ်းမိုက်တယ်နောက်ပြီးမှပြင်းတော့တင်ပြီးရှိအခုစားရမ်းစားခြင်းနေပြီအဲ့တော့ဒီတိုင်းပဲစားလိုက်တယ်ကြောင်းလက်တော့ပြန်နေနေနေစားနော်ပစားငါးဟင်းနဲ့ငမီးယိုးပြန်နေနေဟင်းကြုံနဲ့လက်တော့စားတို့ရိုးတင်ပြရဒီဟင်းကလေမစနေချက်ရဲ့ညာစီဝင်ရလေဒီလားဒါကိုယ်တိုင်ပြင်ထားတဲ့ကိုယ့်ဘက်ကိုစိတ်ကူးနဲ့ကိုလိုက်ဟိုတတအတွက်ငါအရင်ထွထွရင်းနဲ့တော့ငါစနေအကြောင်းပြန်ပြီးပြောပြအောင်မယ်ဒီငါစနေအကြောင်းပြောဖို့ကဘယ်နေ့ပြီးမလဲမပြောတတ်ဘူးတကယ် I don't know when I will finish recording for this history of this salted fish tomato I want to say about that just now I forgot to record just now tata distract Malay ngane no okay tata be careful eat okay I really want to laugh I cannot tahan ayo udang na bare လေ
စနေကကိုတိုင်းထွင်ထားတဲ့ဟင်းလို့ပြောလို့ရတယ်အိမ်မှာဆိုလို့ရှိရင်နှချောင်းနဲ့ချက်တယ်ပြီးတဲ့အခါရောက်တော့ငပိနဲ့ချက်တယ်ပေါ့နော်အဲ့လိုမျိုးထည့်ချက်တယ်စပလင်မပါဘူးပေါ့နော်ကျမငပိမသုံးဘူးတစ်ခါကြာလို့ရှိရင်ငပိလေးနည်းနည်းထည့်တယ်အဲ့လိုမျိုးပေါ့နော်အများအားဖြင့်ငပိမသုံးမင်းနဲ့ချက်လိုက်တာလေပေါ့နော်တချို့ကငပိနဲ့မတည့်ဘူးလို့ပါတော့အဲ့လိုတွေကရှိတယ်ဆိုတော့အခါရောက်တော့အကုန်လုံးစားလို့အဆင်ပြေအောင်ဆိုပြီးတော့ကျမအဲ့လိုမျိုးလုပ်လိုက်တာပေါ့နော်ငန်းပြားရည်လည်းလျှော့လိုက်တယ်ပြီးတော့ဒီငပိလျှော့လိုက်တယ်အဲ့ဒီအစားကိုဒီငစနေကိုပဲကျမသုံးလိုက်တာပေါ့သုံးပြီးတော့အဲ့တိုင်းချက်လိုက်တာငါသားစားလို့စားနော် Be careful they got the bone okay အဲ့ဒါကိုဒီဥစ္စာကိုကျမအခုဒီချက်တဲ့ပုံစံလေးကိုလေငပိထပ်ထည့်လို့ရတယ်ငပိထည့်လိုက်လို့ရှိရင်အရောင်ကလည်းရင်းရင်လေးနဲ့ရဲအရင်လေးနဲ့နောက်ပြီးတော့ဖြစ်သွားမှာပေါ့လေးနဲ့ပေါ့နော်အဲ့ပုံစံမျိုးလေးဖြစ်သွားမှာဒါI don't want to record again and again you should understand already stop disturb me okay no enough already or not the fish okay already want some more do you want some more fish enough is that enough okay later need me take you some more okay အဲ့တော့ငါအမီးရိုးဆိုတော့ငါအမီးဆိုတော့လေအယိုးတွေတအားများတော့ဖြစ်လို့ကလေးကိုစားတာဒါတော့မှလေဒီလောက်တတိထားတဲ့ထဲကနေပြီးတော့မှအားကြရင်ငါရိုးတွေကလေပါဝါလေးတတော်ပါသေးရဲ့သူစားတတ်တော့လေငါရိုးလေးထုတ်ထုတ်ပြီးပြတယ်အဲ့ကြရင်ပြောရတယ်ငါသားတော်လိုက်တာစားတတ်တယ်တတိထားနော်နဲ့အဲ့လိုမျိုးလောက်ရတာဒီလားအဲ့ဒါကိုစားအခုစားလဲအဲ့ဒါငါစနေချက်အကြောင်းဆက်ပြီးတော့ပြောမယ်အဲ့ဒီငါစနေချက်ကလေကိုစားအားလုံးအကြိုက်ဖြစ်သွားပြီလားဆိုလို့ရှိရင်အခုမျိုးသားဆိုလို့ရှိရင်သူ့တငယ်ချင်းတွေကိုလေသူကညီမဟင်းအရန်ကောင်းတယ်ပေါ့နော်ဆိုပြီးတော့လေသူကလေကြွားတတ်တယ်အဲ့လိုကြွားတာဘယ်ဟာကြွားလဲဆိုရင်သူအကြိုက်ဆုံးကဒီဥစ္စာခင်းချင်ပြီးငါစနေချက်ပေါ့နော်ငါစနေချက်ခါကြလို့ရှိရင်ကျွန်မငါ6ကိုသုံးတယ်ငါ6သုံးတာနဲ့ကျမငါ6ကိုတိတ်ပြီးတော့မကြိုက်ဘူးငါ6ရဲ့အရာသာတစ်မျိုးသူတို့တိတ်ပြီးတော့မကြိုက်ကြဘူးရောအဲ့တော့ဒီငါစနေကိုတော့ကြိုက်တယ်ငါစနေကိုသုံးတယ်အကုန်လုံးကြိုက်တယ်အကြိုက်ဆုံးကလူတိုင်းလက်ခံနိုင်တာကတော့အခုဒီနေ့ချက်တဲ့နီးပေါ့နော်ဒီနေ့ချက်တဲ့နီးကသူတရုတ်တွေအကုန်လက်ခံနိုင်တယ်အဲ့လိုပုံစံမျိုးတရုတ်တွေမကပါဘူးသူ့တငယ်ချင်းအင်ဒိုနီးရှားတွေလည်းရှိတယ်သူတို့ကိုလည်းကျမချက်ပြီးတော့သွားပေးရတယ်အဲ့ဒါလေသူ့တငယ်ချင်းကိုပေးချင်လို့ဆိုပြီးတော့ကျမချက်ပေးရတယ်အဲ့ကြရင်အဲ့ဒါလည်းပေးတယ်နောက်ပြီးတော့သူ့ရဲ့ခင်တဲ့တငယ်ချင်းတွေနောက်ပြီးအိမ်နီးနားချင်းအဲ့ဒါကြီးလည်းကျမပေးတယ်ကျမရောက်မှကြီးလည်းကြိုက်ကြသူတို့လည်းကျမချက်တယ်မများချက်တယ်နေဆိုလို့ရှိရင်သူတို့အတွက်ကယူပြီးတော့ပေါ့နော်ကျမသွားပေးတာဒီနေ့ကတော့ဟင်းနှစ်ခွက်စာပဲရတယ်ဒါပေမဲ့လည်းကြည့်လိုက်ပါဦးမအချိန်လေးကြည့်လိုက်မဟိုဟင်းလေးရတယ်လို့ခွဲပြီးတော့မှအောင်လည်းတော့ပေးရုံပဲခုနအိမ်ကြီးချင်းဝင်မဖြစ်မနေကျွန်တော်ပေးလိုက်တယ်သူတို့ကလည်းလေသူတို့အိမ်မှာဘာချက်ပြီးပြီဆိုလို့ရှိရင်လာပေးတယ်အဲ့လို Christmas ပွဲတော့ဘာလို့အဲ့လိုမျိုးကြလို့ရှိရင်လေအများကြီးပဲအိမ်ကနေချက်စရာတော့မလိုအဲ့လိုမျိုးလာပေးသူကပေးလိုက်ကိုကပေးတာနေတယ်ဘာလို့ဆိုတော့ကျွန်မတိတ်ပြီးတော့ချက်တတ်တယ်အခုလိုဟာတော့မှအဲ့လိုမျိုးပေါ့နော်အခုအိမ်ကမမချက်တဲ့ခါကနေပြီးတော့တင်တယ်နောက်ပြီးတော့အိမ်မှာချက်ခဲ့တဲ့ဥစ္စာအိမ်မှာချက်ခဲ့ရဲဆိုတာလေမေတို့အမားတို့ချက်တာဘေးကနေပြီးတော့ရောင်းမနဲ့နေတော့ရောင်းမချက်တာအဲ့လိုမျိုးဘေးကနေလိုက်တင်ပြီးရပေါ့နော်ကျမရွာမှာနေတော့ကလေရွာမှာတော့ရောင်းမတွေကလည်းဟင်းချက်ကောင်းတယ်သူတို့စီကလည်းအဲ့လိုမျိုးဒါပေမဲ့ကိုကလိုက်ပြီးတော့မချက်ဘူးတင်မဲတင်တာတင်မဲတင်တာဆိုတာဘေးကနေပြီးတော့ပဲလိုက်ပြီးတော့ကြည့်တာပေါ့အဲ့လိုပုံစံမျိုးပဲဖြစ်နေတာဆိုတော့လက်တွေ့မချက်တော့ကျမမချက်တတ်ဘူးလေအဲ့လိုပုံစံမျိုးအခုကတော့တပြေးနဲ့ချက်ရင်းနဲ့ပေါ့နော်အခုလိုမျိုးကျမချက်ရင်းနဲ့တင်ရတာပေါ့တခါကြလို့ရှိရင်ကိုမချက်နေကြအရာမရှိဘူးဆိုလို့ရှိရင်ကျမအဲ့လိုမျိုးပဲ YouTube မှာဗီဒီယိုရှာလိုက်ပြီးတော့အရင်ဆုံးဘာလေးထည့်ဘယ်လိုလေးချက်စမ်းချက်ပေါ့နော်အဲ့လိုမျိုးအခုကျမကိုချက်လို့အဆင်ပြေတဲ့ဟာလေးတွေကိုပြန်ပြီးတော့ကျမအဲ့ဒါ record ပြန်လုပ်တာပေါ့နော် record လုပ်ပြီးတော့ကိုယ့်အတွက်လည်း memory တစ်ခုပေါ့အခုကျမလုပ်ခဲ့တဲ့ဗီဒီယိုလေးတွေမှာဆိုလို့ရှိရင်လေ
တချို့လေးတွေဆိုကျမမေ့သွားပြီဘယ်လိုချက်တယ်ဆိုတာလေးမေ့သွားပြီကျမဗီဒီယိုကိုကျမပြန်ကြည့်ရအဲ့လိုပြန်ကြည့်ပြီးဟုတ်သားပဲအဲ့တော့ငါဘယ်လိုလေးချက်ခဲ့တာဘာလေးထည့်ခဲ့တာဆိုပြီးတော့ကျမအဲ့လိုမျိုးပြန်ချက်တာပေါ့နော်အခုလဲဒါအမှတ်တရပေါ့နော်အဲ့လိုမျိုးလေးချက်တာအခုဒီ20နဲ့ချက်အရန်စားလို့ကောင်းတယ်လူတိုင်းလက်ခံနိုင်တဲ့ဟင်းမျိုးလေးပေါ့နော်အဲ့လိုပုံစံမျိုးလေးကျမအိမ်မှာဆိုလို့ရှိရင်တော့ဒီဟင်းမျိုးခန်းချင်ဒီချက်ဒီလိုဟင်းမျိုးဆိုလို့ရှိရင်အဖေကကျတော့အိမ်မှာအမဲ6ကလေးနဲ့ချက်တတ်တယ်အဲ့လိုမျိုးအမဲကြောက်လေးနဲ့ချက်တယ်ဒီမှာကတော့ဒီရမိသားစုကအမဲသားမစားဘူးဆိုတော့ဒါပေမဲ့ကျမတို့အပြည့်မှာစားတယ်အိမ်မှာပဲမစားအိမ်မှာဟိုမချက်ဘူးပေါ့နော်ဒါပေမဲ့လူကြီးတွေသူတို့တွေကမစားဘူးလေကျမစားတာကိုပြောတာကျမစားတယ်ကျမအမျိုးသားလည်းစားတယ်အဲ့လိုကျမတို့ကတော့ကြုံညာပေါ့ကြုံညာဆိုရင်အဲ့လိုပုံစံမျိုးဆိုတဲ့ခါရောက်တော့အပြင်မှာစားအခုတော်တော်လေးမဲကြောက်နဲ့ပတ်သက်ပြီးတော့နည်းနည်းငတ်နေတာကြာပြီအဲ့လိုမျိုးလေးပေါ့နော်ဒါအိမ်လက်ရာကိုလွမ်းတဲ့ခါကျရင်ဒီလိုမျိုးလေးကျမစားပြစ်တယ်ဒီလိုမျိုးလေးချက်စားပြစ်တယ်နောက်ပြီးတော့နောက်တစ်မျိုးကဒီခရမ်းချင်ဒီအစိမ်းထောင်းဆိုတာလဲအဲ့ဒါလဲလုံးဝအကြိုက်တွေ့သွားတယ်အိမ်ကမိသားစုတမိသားစုလုံးဝအကြိုက်တွေ့သွားတယ်ဒါကလဲခရမ်းချင်ဒီအစိမ်းထောင်းဆိုတာကျမတို့ရွာမှာအဲ့လိုမျိုးလူတိုင်းဒီပါလောက်တတ်တယ်နောက်ပြီးတော့ကျမတို့ရွာကလွယ်တကူစားလို့ရတယ်ဟင်းရတစ်မျိုးပဲလေကျမအိမ်မှာကတော့အဲ့လိုမျိုးပဲကျမလည်းစားတယ်ဘာမှမကြည့်စခန်းကြီးရှိမယ်ဒီစက်တုံနီရှိမယ်ဆိုလို့ချင်းစက်တုံပြူလေးဂျင်းလေးတွေဒါကတော့ကျမတို့ရွာမှာဆိုဒါမပြတ်အိမ်တိုင်းမှာဒါမပြတ်ချိကိုရှိတယ်အဲ့လိုပုံစံမျိုးအဓိကအစားဒါပဲဆိုတော့လေအဲ့လိုမျိုးရှိအသားငါဆိုတာကိုပေးဒီလိုမျိုးပေါ့နော်ရွာမှာလာရောက်တဲ့အတဲလေးရှိမှသာကိုကစားတာဈေးသွားဝယ်ရတယ်ဘယ်လောက်ပဲကိုကစားအဲ့လိုမျိုးပေါ့ဝယ်စားပြတာအသားဆိုလို့ရှိရင်အဲ့တော့ဒီမှာကျတော့တခါဒီအိမ်မှာလွယ်တကူရနေကြအစားအစာတွေကဒီမှာမရတော့ပြန်အဲ့လိုပုံစံလေးဖြစ်အဲ့လိုပုံစံလေးဖြစ်နေတဲ့ခါရောက်တော့အသားငါးလေးဆိုမစားချင်တော့ဒီလိုမျိုးလေးတွေလောက်စားဒီလို20နှစ်ချက်ဆိုလို့ရှိရင်ထမင်းစားအရန်မြင်အမျိုးစားအရန်စင်ပြေတယ်အဲ့လိုစင်ပြေတဲ့အပြင်ကိုပေါ့နော်သူ့တကယ်ချင်းတွေကလည်းသဘောကြီးကြအဲ့လိုမျိုးသူတို့အတွက်လည်းလက်ဆောင်လေးပါးချက်ပေးဖြစ်တယ်ပေါ့အဲ့လိုပုံစံမျိုးလေးလုပ်ပေးဖြစ်တယ်နောက်ပြီးတော့အိမ်ကြီးချင်းကိုဝေးတယ်ပေါ့အဲ့လိုပုံစံမျိုးလေးတွေအဲ့လိုမျိုးစားတယ်လိုက်ချက်စားကြည့်ပါနော်like ပြီးတော့ sharing လုပ်တာဒီနေ့ကတော့အာလူထုတ်တာလည်းများများလေးပေါ့ချက်ပြီးတော့စားလိုက်အောင်မယ်တသားကိုငါးရိုးထွေနေနေနဲ့ကိုကကောင်းကောင်းမစားရသေးဘူးစားလိုက်အောင်မယ်နော်လိုက်ပြီးတော့ချက်စားကြည့်ပါဦး